စစ်ကောင်စီကိုဗစ်အသုံးစာရိတ်ခွဲဝေမှုတွင်ကာကွယ်ရေးဝန်ကြီးဌာနကပင်အများဆုံးယူကျန်းမာရေးဝန်ကြီးဌာနထက်ပင်ကာကွယ်ရေးဝန်ကြီးဌာနက2ဆကျော်ပိုများစစ်ကောင်စီက2022-2023ဘဏ္ဍာရေးနှစ်တွင်ကိုဗစ်ရောဂါထိန်းချုပ်ကုစားရေးခေါင်းစုဖြင့်အသုံးစရိတ်ခွဲပေးရာတွင်ကာကွယ်ရေးဝန်ကြီးဌာနသည်အများဆုံးထုတ်ယူသုံးစွဲခဲ့ပြီးကျန်းမာရေးဝန်ကြီးဌာန၏အသုံးစရိတ်ထက်2ဆကျော်ပိုများခဲ့သည်စစ်တပ်အာဏာသိမ်းပြီးနောက်တစ်နှစ်ဖြစ်သော2022-2023ဘဏ္ဍာနှစ်တွင်စစ်ကောင်စီကကိုဗစ်-19ကာကွယ်ထိန်းချုပ်ကုသရေးနှင့်ကစားရေးအသုံးစရိတ်သုံးစွဲမှုအစီရင်ခံစာပါအချက်အလက်များတွင်ကာကွယ်ရေးဝန်ကြီးဌာနကကျပ်သန်း4864သန်းကျပ်4ဘီလီယံကျော်သုံးစွဲခဲ့ပြီးကိုဗစ်ကာကွယ်ရေးတွင်လည်းအသုံးစာရိတ်အများဆုံးယူခဲ့သည်ကိုတွေ့ရသည်စစ်ကောင်စီ၏ကျန်းမာရေးဝန်ကြီးဌာနသည်ကိုဗစ်-19ကာကွယ်ထိန်းချုပ်ကုသရေးနှင့်ကစားရေးအသုံးစရိတ်သည်2385သန်းကျပ်2ဘီလီယံကျော်သာရှိသည်ထိုဘဏ္ဍာရေးနှစ်တွင်စစ်ကောင်စီကကိုဗစ်ရောဂါကာကွယ်ကုသထိန်းချုပ်ရေးအတွက်ဝန်ကြီးဌာန29ခုဗဟိုဘဏ်နှင့်ပြည်ထောင်စုအစိုးရအဖွဲ့များ၏အသုံးစရိတ်စုစုပေါင်းသည်ကျပ်12688သန်းကျပ်12ဘီလီယံကျော်သာရှိခဲ့သည်ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်တွင်ကိုဗစ်ကာကွယ်ကုသထိန်းချုပ်ရေးနှင့်ကုစားရေးအတွက်ရန်ပုံငွေကျပ်ဘီလီယံ400ချထားပေးခဲ့သည်စစ်အုပ်စုကအာဏာသိမ်းပြီးနောက်ထိုငွေများကိုသိမ်းယူပြီးစစ်ကောင်စီလက်အောက်ခံဌာနများစစ်ကောင်စီနှင့်နှီးစပ်သောလုပ်ငန်းရှင်များကိုပေးခဲ့သည်ထို့ကြောင့်စစ်ကောင်စီ၏ကာကွယ်ရေးဝန်ကြီးဌာနအသုံးစရိတ်သည်ကိုဗစ်အသုံးစာရိတ်အားလုံး၏3ပုံ1ပုံကျော်ကိုပင်သုံးစွဲခဲ့ပြီးအများဆုံးထုတ်ယူသုံးစွဲခဲ့ခြင်းလည်းဖြစ်သည်ပုံမှန်အားဖြင့်တနိုင်ငံလုံး၏ဘတ်ဂျက်ခွဲဝေမှုတွင်လည်းကာကွယ်ရေးဝန်ကြီးဌာနကအများဆုံးရယူသုံးစွဲပြီး2024-2025ဘဏ္ဍာရေးနှစ်ဘတ်ဂျက်ကိုစစ်ကောင်စီကမထုတ်ပြန်တော့လဲဘတ်ဂျက်၏30%ကျော်ကိုကာကွယ်ရေးဝန်ကြီးဌာနကသုံးစွဲကြောင်းဘတ်ဂျက်လေ့လာသူအချို့ကပြောသည်စစ်တပ်သည်လူထုထက်အမြဲအရေးပါတယ်ဆိုတာသူတို့ခေါင်းထဲအမြဲရှိတယ်ပဲပြောရမယ်သူတို့မသိရေးအတွက်နိုင်ငံဘဏ္ဍာကြိုက်နောက်ယူသုံးခဲ့တာကပ်ရောဂါကိုအဓိကကုသရတဲ့ကျန်းမာရေးဝန်ကြီးဌာနရဲ့အသုံးစရိတ်ထက်2ဆကျော်တယ်ဆိုတာအခု professional အရန်ဆန်ပါတယ်ဆိုတဲ့စစ်တပ်အောက်လုပ်နေတဲ့ဆရာဝန်ဆိုတဲ့သူတွေကိုဘာသာပြန်ပြီးမေးခွန်းထုတ်စေခြင်းနဲ့ဟု CDN ဆရာဝန်တဦးကလူထုຫນွေဤသို့ပြောသည်ကာကွယ်ရေးဝန်ကြီးဌာနနောက်တွင်စက်မှုဝန်ကြီးဌာနကျန်းမာရေးဝန်ကြီးဌာနလူမှုဖူလုံရေးဌာနတို့ရှိကအများဆုံးဖြစ်သည်ကိုဗစ်-19ကပ်ရောဂါဖြစ်ပွားစဉ်အတွင်းစစ်တပ်အာဏာသိမ်းပြီးနောက်ဆေးဝါးပြတ်လတ်ခြင်းအောက်ဆီဂျင်အရင်းမြစ်မလောက်ငှခြင်းဖြတ်တောက်ခံရခြင်းနှင့်ကုသရေးစင်တာမလုံလောက်မှုများကြောင့်ပြည်တွင်း၌သေဆုံးမှုတောင်းနှစ်ချီရှိခဲ့ရသည်တနိုင်တစ်ပိုင်းအောက်ဆီဂျင်ထုတ်တဲ့နေရာတွေကိုစစ်တပ်ကလိုက်ပိတ်ခဲ့တယ်ပြီးတော့တပ်တွေတဲ့အောက်ဆီဂျင်ထုတ်တဲ့အရင်းမြစ်တွေဖော်တီလုပ်ပြီးလိုတဲ့သူတွေကိုအောက်ဆီဂျင်အိုးအလိုက်သိန်းနဲ့ချီယူပြီးရောင်းခဲ့တယ်ဟုပဲခူးမြို့အင်းတိုင်အခြေစိုက်တပ်မှ89မှ CDN စစ်သားတဦးကကိုဗစ်ကပ်ရောဂါကာလအတွင်းစစ်တပ်လုပ်ခဲ့သည့်လုပ်ရက်များကိုလူထုຫນွေဤသို့ရှင်းသည်